အဲ့နောက်ပိုင်းမှာလေတန်း100စုချေးထုတ်ထားတဲ့ငါးလူသားအားလုံးကိုအနိုင်ယူသွားတာကြောင့် East Blue ရဲ့ဘောင်ဒီတန်း100အထက်ပင်လယ်တွေများတွေကိုတိတ်နိုင်တဲ့အထိအန်ရရများတဲ့ကောင်မှာရေတက်ရဲ့တက်စိတ်တစ်ခုလောက်နဲ့တွားချရင်လည်းနိုင်မှာမဟုတ်တဲ့အတွက်တော်ရုံအုပ်ထုတ်လူဖီကိုကဘာပေါ်မှာဘသူမှဆဆချင်းအဲ့လောက်အများကြီးအထုံးမခံရဘူးတဲ့စုချေးဖြစ်ဘယ်ရီငွေတန်း300အထိထုတ်ဖို့ဆုံးဖြတ်လိုက်ကြတာဖြစ်ပါတယ်မယ်ရီကလူဖီရဲ့ဘောင်ဒီပိုစတာကိုတွေ့ချင်းခါယာကိုအသေးအတန်သွားပြပေးမယ်ခါယာကတော့ပြူးပြဲနေတဲ့လူဖီအစားထောင်းမှာဟိုဘက်လက်နေတဲ့ဥစုပ်ကိုအရင်တတိထားမိသွားပါတယ်ခုဆိုရင်ဥစုပ်ကသူ့ညီမချက်အတိုင်းဖြစ်အောင်ကြိုးစားနေပြီမို့လို့ခါယာကလည်းသူပြစ်ချင်တဲ့လူတွေကိုကူညီပေးတဲ့ဆရာဝန်တယောက်ဖြစ်အောင်လုပ်ဖို့ဆုံးဖြတ်လိုက်ပါတယ်ရေတက်မှာတောက်တော့မရဝင်လုံးနေရပြီဖြစ်တဲ့ခိုဘီကလည်းသူ့အကိုကြီးလူဖီရဲ့ဘောင်ဒီပိုစတာကိုကြည့်ရင်းနဲ့ပီတိဖြစ်နေပြီးထောင်ထဲရောက်နေတဲ့ပစိန်လက်မော်ကန်အပြင်ပင်လယ်ပြင်ထဲကိုပြန်သွားနေတဲ့ကြောင်နဲ့ကပ်တဲ့ခူရိုကလည်းအဲ့တဲ့တင်းကိုတီးလိုက်ရပါတယ်ပင်လယ်ပြင်စားတော့ဆိုင်ပါရတီမှာလည်းလူဖီရဲ့ပိုစတာကိုချိတ်ဆွဲထားပြီးအကောင့်လေးနဲ့စမ်းကြည့်ရသူတို့ရဲ့ရှီမန်းချက်အတိုင်းဖြစ်အောင်လုပ်လိုက်မယ်လို့ယုံကြည်နေကြတာဖြစ်ပါတယ်ဖီကလည်းအစိုးရအလို့ရှိရန်ဆွေသားဖြစ်သွားလို့စိတ်ညစ်ရမယ်အစားသူ့ရဲ့ပထမဆုံးစုချင်းဝင်ပိုစတာကိုအကြီးအကျယ်သဘောကျနေပြီးဥစုပ်ကတော့ပုံနေပါလာလို့စမ်းကြည့်တယ်မကြင်မနဲ့ဖြစ်နေကြပါတယ်သူတို့လည်းပိုစတာကိုစီရအောင်ကြိုးစားမဲ့အကြောင်းပြောနေလို့အဲ့လိုအထောက်ခံရတာကပြောစရာမဟုတ်ပဲအသက်အန္တရာယ်ပါရှိနိုင်တဲ့အကြောင်းနာမီကရှင်းပြနေတဲ့အပြင်တန်300ဆိုတဲ့ပမာဏကမနည်းတဲ့အတွက်ကျေးစားပင်လယ်တင်များမုတ်ဆိုးတွေလည်းသူတို့နောက်ကိုလိုက်တော့မယ်ဆိုတာဆိုလိုကရှင်းပြနိုင်ပါတယ်ကျိုးတကျိုးမော်ကပင်လယ်တင်များတွေကလည်းအဝေးကနေလာနေတဲ့တိမ်ငယ်မျက်လုံးပြောကိုတွေ့လိုက်ရပါတယ်ဒါပေမဲ့တူလာတာကဒီကျုံမော်မှာအေးအေးဆေးဆေးအနားယူနေတဲ့ဆန်နီပင်လယ်တင်များရှန့်စီကိုလာတာဖြစ်ပြီးရှန့်ပြောပြမှုတွေရွာငံလေးကစိတ်ဝင်စားဖို့ကောင်းတဲ့ကောင်းလေးတစ်ယောက်နဲ့တူတဲ့သူကိုသူတွေ့လာတဲ့အကြောင်းဒါပြောပြတာဖြစ်ပါတယ်ပြီးရတယ်လူဖီရဲ့ပိုစတာကိုပြလိုက်တော့ဆန်နီပင်လယ်တင်များတွေလည်းသူတို့ရဲ့ညီလေးလိုဖြစ်နေတဲ့လူဖီကမှတ်တိုင်တစ်ခုစိုက်ထုနိုင်ခဲ့ပြီဆိုတာကိုဝမ်ဘတ်တက်တာသိလိုက်ကြတဲ့အပြင်အဲ့တရင်လာပြီးရဲ့မြော့ကိုပါပြန်မလုပ်ပဲပျော်ဝဲရှင်မွေအနေနဲ့တစ်ခွက်လောက်တော့ဖို့ဝိုင်းပြောကြပါတယ်အဲ့အချိန် East Blue ကရွာလေးမှာလေလူဖီကိုအလိုရှိတီပိုစတာထုတ်လိုက်တဲ့အတွက်အသေးရရအရှင်ရရဆိုတဲ့စာအုပ်တော့ယူမဆိုင်ပဲသူတို့ရွာသားတယောက်နာမည်ကျော်ပင်လယ်တင်များကြီးဖြစ်လာပြီလို့ပြောဂုံယူမဆုံးဖြစ်နေကြပါတယ်ပါတီဘားထဲမှာလည်းအဲ့ဖောင်ဒီပိုစတာကြောင့်လူဖီနဲ့တက်တူလူတိုင်းကပျော်ရွှင်ပေးနေကြပြီးသူ့ရဲ့အိမ်မှာပင်လယ်တင်များဘရင်ကြီးဖြစ်လာခြင်းကိုဝိုင်းဝန်းဆူတောင်းပေးနေကြပါတယ် East Blue ကနေ Grand Line ထဲကိုဝင်ဖို့ဆိုရင် Red Line လို့ခေါ်တဲ့နိုင်ရည်